나로 난간도마 저는 제가 이 보통 이체만 아사 비비소라가 다 되게로 그 차들이야 이야기네. 저는 아마 야고 엄마 나도 고르는데 되게 담나. 애가 이사가 이 기사고만 도와비면 아주 민나데 그 시대 그나지만 그래서 저는 아마 하면 이렇게 되죠. 저는 띵대로 내가 너네 따고 렉하 대신에 모든 책 사람들하고 말하려면 되고 다 내가 누가 왜 따고 우리 약이네 손아 별로 내가 너 담으라서라 아론에 생겨 담으라래 고드미야 얘네 담으라래 저는 수 땅간에 누구에 담으라래အဲ့တော့အားလုံးတက်သူခြုံပြီးမှစဉ်းစားရမယ်ဖြစ်တဲ့ကြောင့်မို့ဒီဟာကတော့နှစ်ခုကျွန်တော်အတိတ်ပဲဖြစ်လို့ရတယ်ပေါ့ဥပမာကျွန်တော်တို့ဒီပြဆွေးနွေးလို့ကျွန်တော်တို့ကဒီမှာပြုလို့ပြောလို့လည်းရတယ်မဟုတ်ရင်ခုနကျွန်တော်ပြောလို့ပဲ PIO နဲ့လက်မှတ်မထိုးရင်ကျန်တဲ့လူတွေကြတော့ဆိုတဲ့ဒီကုန်းနဲ့ထွက်တာအဲ့တော့ဒီဟာကတော့ကျွန်တော်ပြည့်ညမပေါ်တယ်ဒါပေမဲ့ခုနကျွန်တော်ပြောတာကအတိတ်ပဲဒီတိကျကျပေါ်ပြနိုင်တဲ့အမျိုးကိုကျွန်တော်လုပ်ချင်တယ်။ဘာဖြစ်လို့လဲဆိုတော့ခုနကကျွန်တော်ဆွေးနွေးတဲ့အချိန်မှာတက်တည်ကိစ္စကိုကျွန်တော်ကအချက်ပြုဆွေးနွေးတော့ဘူး။အဲ့တော့ဒီအချက်ဟာအားလုံးနဲ့ခံနိုင်တဲ့တက်တည်ဖြစ်နိုင်တယ်လို့ကျွန်တော်မြင်တယ်။အဲ့လိုမဟုတ်ဘူးဆိုရင်ကျွန်တော်ကဒီကိစ္စကိုတက်တည်ဖြစ်နေတဲ့ကျွန်တော်ကအခိုင်အမာကင်ဆွဲထားလို့မရတော့ဘူး။ဒါကျွန်တော်ရဲ့စဉ်းစားတဲ့အချက်ဒါကျွန်တော်လဲပေါ့လေကျွန်တော်ဒီမဲ့ကျွန်တော်ဆွဲပြောနေတာပေါ့ကျွန်တော်ကကချင်ပြည်နယ်ဆိုရဒီရေမျိုးကကချင်ပြည်နယ်ရဲ့ဖြစ်ပုံနဲ့အရေးကြီးနေပဲကျွန်တော်ဆွေးနွေးနေအဲ့ပေါ်ပြီးတော့နိုင်ငံတော်ကနေပြီးတော့တာဝန်ရှိတဲ့လူကကချင်ပြည်နယ်ပတ်သက်ပြီးတော့ဒီလိုအတိုင်းအတာနဲ့လုပ်ဖို့ဆိုတဲ့အနေအထားမျိုးဒါကတော့နားလည်ပေးဖို့လိုရှမ်းပြည်နယ်မှာဖြစ်တဲ့ကိစ္စကိုရှမ်းပြည်နယ်မှာရှိတဲ့အနေအထားနဲ့သူဖြေရှင်းသွားအောင်တော်တော်ပေါ့လားဘိုးဝဲကငင်းငင်းယူတင်လားမသိမလို့ရှင်လားမသိတဲ့အဖွဲ့ကိုကျွန်တော်တို့ကနိုင်ငံတော်ဆိုတာမိသားသားသမီးလို့ပေါ့နော်သားသမီးကိုစိုးတဲ့သားသမီးရှိတယ်ကောင်းတဲ့သားသမီးရှိတယ်ဒါပေမဲ့မိဘအနေနဲ့ကတော့စိုးတဲ့သားသမီးကိုစိုးတဲ့အတိုင်းအတာလောက်ပြောရဆိုရတယ်ကောင်းတဲ့သားသမီးကောင်းတဲ့အတိုင်းအတာလောက်ပြောရတယ်ဆိုတော့သူ့ကဏ္ဍလိုက်တော့သူဥစ္စာရှိမှာပေါ့အခုကျွန်တော်တို့ကဒီ KIO နဲ့ကျွန်တော်ဆွေးနွေးနေတဲ့အနေအထားလေတကယ်လို့ဒါဟိုဘက်က SSC ကအခုလိုပဲဆွေးနွေးတယ်ဆိုရင်နိုင်ငံတော်တပိုင်းစဉ်းစားမှာကျွန်တော်တို့ကဒီကိုတို့ဒီ KIO ဖွဲ့စည်းတဲ့မဟာမိတ်ဖွဲ့စည်းတဲ့ခြားသောအဖွဲ့အစည်းတွေနဲ့ကျွန်တော်တို့ကဆွေးနွေးတာပေါ့ partially ပေါ့အခုကျွန်တော်တို့က KIO နဲ့ပတ်သက်ပြီးဆွေးနွေးတယ်ဒါလေးကိုလည်းကျွန်တော်တို့နည်းနည်းလေးတော့ထားပြီးတော့ပြောဆိုဆွေးနွေးသွားဖို့ကျွန်တော်မြစ်တာရက်ခံကြပါတယ်ဘုံစားမဟုတ်ကိုဘက်ကကျွန်တော်ပြောနည်းနည်းလေးတမျိုးမထင်ပါဘူး UNFC ဆိုတဲ့ဥစ္စာဒီခုနလိုပေါ့ဒီကိုမတို့အနေထားရခုနလိုဖွဲ့စည်းထားတဲ့အနေထားဖြစ်မယ်တချို့ဝမပါဘူး UNFC ဝနဲ့ပတ်သက်တဲ့အရေးကြီးကြတော့နိုင်ငံတော်ဘယ်လိုဖြစ်ရှင်းလဲဒါလည်းနိုင်ငံတော်အနေနဲ့ဝင်ပြီးတော့စဉ်းစားပေးစီချင်ပါဒါကျွန်တော်ဒီလိုပြောလိုက်တဲ့ခါကျတော့ဇပ်ပွင့်လေးပြောကြရအောင်နော်ကျွန်တော်လည်းတနိုင်ငံလုံးအတိုင်းအတာနဲ့နိုင်ငံတော်မူကြပြောလဲတိတိခေါင်းမရှိတာဒါပေမဲ့ကျွန်တော်မှဆုံးဖြတ်မှမရှိဘူးကျွန်တော်မြင်တဲ့အနေအထားလေးနဲ့ကျွန်တော်ဆွေးနွေးခြင်းဖြစ်ပါတယ်မှားသွားတယ်လို့တော့ကျွန်တော်မသုံးသပ်ဘူးဒါပေမဲ့လုံးဝတော့မဖားနိုင်ဘူးလို့ကျွန်တော်မြင်ပါတယ်ဒါအဲ့ဒီပုံစံလေးလည်းမြင်ပေးဖို့လိုတယ်ကျွန်တော်တို့ထည့်ပြီးထားတဲ့စာကားကတနိုင်ငံလုံးမှာရှိတဲ့အဖွဲ့တွေကိုတက်ဆိုင်ပြီးတော့နိုင်ငံရေးဆွေးနွေးမှုပြုလုပ်ဖို့နိုင်ငံတော်ဆွေးရကထုတ်ပြန်ကြေညာပြီးရအဲ့လိုထုတ်ပြန်ကြေညာပြီးတယ်ဆိုတာကတခါပြင်ထားလိုက်တခါပြင်ထားတဲ့အခါမှာဝင်လာတဲ့လူတွေကလာပြီးမှဆွေးနွေးမယ်လို့ကျွန်တော်ပြောလို့တယ်ဟိုဒီကြေညာတာနဲ့ပတ်သက်တာကျွန်တော်အစတည်းကကျွန်တော်နားလေထားတဲ့အချက်တစ်ခုရှိပါတယ်အဲ့ဒါကကျွန်တော်တို့ဒီအပြည့်အခတ်ရက်စီရေးကိုလက်မှတ်ထိုးတာနဲ့ထိုးပြီးတာနဲ့တပြိုင်တည်းကဘာကိုကြေညာမယ်ဆိုတဲ့အနေထားပါလေအဲ့ဒါကလက်မှတ်ထိုးပြီးကြောင်းကြေညာတာပဲလားဟုတ်ကဲ့ဘောကခုနကိုမောပြောသလိုဆိုရင်ဖြစ်တော့ဥစ္စာကြေညာတာပဲရှိတယ်ကိုမောပြောသလိုပေါ့နော်ကျွန်တော်တို့ဒီတနိုင်ငံလုံးဆိုတဲ့အနေထားကိုဒီကချင်ပြည်နယ်ကနေစံနမူနာပြဆိုတဲ့အနေထားမှာမူတည်ပြီးတော့ step by step ပေါ့ next ပေါ့ဒါတွေကဖြ
ဖြစ်လာစရာအကြောင်းအများကြီးရှိပါတယ်ကျွန်တော်တို့ကလူတစ်ယောက်ကိုဆန္ဒရှိမှမရှိမှမသိဘဲနဲ့ဟုတ်လားကိုလိုချင်တဲ့ဆန္ဒအတိုင်းဆိုတဲ့နေရာကြီးအတင်းမှပြောတယ်စံပြအနေထားကိုရောက်ချင်မှရောက်ဖို့ကျွန်တော်မရောက်ဘူးလို့ပြောနိုင်ဘူးအခုကျွန်တော်တို့ကဟုတ်တာလေအခုကျွန်တော်တို့ကဓမ္မကြီးကိုယ်တိုင်ကကျန်တဲ့ပြည်နယ်တွေနာအဲ့ဒါမဖြစ်ပါဘူးအဲ့ဒါဆိုရင်နိုင်ငံတော်မယုံကြည်ဘူးဆိုတဲ့သဘောများဖြစ်သွားမှာပေါ့မယုံကြည်တာမဟုတ်ဘူးလေခုနကသူဦးစီးချုပ်ပြောတဲ့ဟုတ်တယ်ပေါ့ဒီဇန်နဲ့ဒါဆိုကျွန်တော်တို့လည်းမင်းလို့ရတယ်ဒါဆိုကျွန်တော်တို့ဘာလို့ရှင်းလုပ်ငန်းတွေမပြောချင်တယ်ကျွန်တော်တို့လည်းမယုံကြည်ဘူးလားကျွန်တော်လည်းမင်းရှင်းလုပ်ငန်းစဉ်ဆိုတဲ့ process ကကျွန်တော်တို့ကဒုံရင်းကန်ရင်းနဲ့ပဲပြဿနာတစ်ခုကိုဖြေရှင်းရတဲ့အနေထားမှာဘာလုပ်မယ်ဆိုတော့ watch it plan ပေါ့ဒါဖြစ်လာမှာပါကြိုပြီးတော့တအားကြီးကိုပေါ့နော်initiative တအားလို့သွားရင်လည်းကျွန်တော်တို့စိုးရိမ်စိတ်တွေများသွားလဲတချို့ကိစ္စတွေတော့မအောင်မြင်တတ်ပါဘူးတကယ်တော့နိုင်ငံရေးဆွေးနွေးပွဲလုပ်နေဆိုတာအဲ့ဒီမှာအကျိုးနာတော့ကျွန်တော်မသိဘူးဆွေးနွေးတယ်အရင်ကလည်းကျွန်တော်ဆွေးနွေးခဲ့တယ်ပဲနိုင်ငံရေးဆွေးနွေးပွဲတွေလုပ်နေဆိုတဲ့စကားကနိုင်ငံတော်မှာဘယ်တော့အချက်ဖြစ်သွားနိုင်တယ်ကျွန်တော်တို့စဉ်းစားကြည့်တာဒါကျွန်တော်တို့မမြင်ဘူးဒီလိုပြောလိုက်ခြင်းအဖြစ်နိုင်ငံတကာမှာလုပ်နေကြတာပဲဆွေးနွေးတာပဲမအောင်မြင်လို့ရှိရင်ကြံတိုက်နေကြတာပဲပြန်ဆွေးနွေးကြတာပဲအိုင်ဒါလန်နဲ့ဒီလိုပါပဲနိုင်ငံတကာမှာဒီလိုပါပဲအဲ့တော့ဒီကိစ္စကနိုင်ငံတော်ဆိုရလည်းတိတိအချီနှောင်ခံရတဲ့ဇာတာလို့မဟုတ်ဘူးဆိုတော့ဒီလိုမျိုးနေတယ်အခုကဒီနိုင်ငံရေးဆွေးနွေးမှုကိုလုပ်မယ်ဆိုတဲ့ဟာကိုနိုင်ငံတော်ကမချညာချင်ဘူးဆိုရင်ခုနကပြောတဲ့ဟာကဒါနိုင်ငံတော်ရဲ့တာဝန်ပဲကျွန်တော်မြင်ရတော့တကယ်ဆိုရင်အစိုးရတက်လာတဲ့အချိန်မှာဒီကိစ္စကချညာချက်တွေထွက်လာနိုင်မယ်လို့တော့ကျွန်တော်ကပြောနေတာကျွန်တော်တို့တက်လာတဲ့လက်ရှိကျွန်တော်ကိုယ်တိုင်လည်းလက်ရှိအစိုးရရဲ့ဒီနယ်အစိုးရရဲ့တာဝန်ခံတယောက်လုံခြုံရေးနဲ့နေဆက်ရေးရကောမိုးသာဝင်ကြီးလည်းဖြစ်ပါတယ်ဒီနယ်ရဲ့လုံခြုံရေးနဲ့ကော်မတီမှာလည်းကျွန်တော်ပါပါတယ်အဲ့တော့ကျွန်တော်တို့ရဲ့အစိုးရအနေနဲ့အခုလက်ရှိလုပ်နေတဲ့3လကျော်လေးပဲရှိပါတယ်ဖြည်းဖြည်းနဲ့ကျွန်တော်တို့ဟာဒီလုံဆောင်နေတဲ့အခန်းကဏ္ဍတွေတော့တွေ့မှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ကဒီအစိုးရအနေနဲ့တဖြည်းဖြည်းပေါ်ဆောင်တဲ့အနေအထားလေးတွေကိုရက်ချိန်ပြန်စောင့်ကြည့်ဖို့ကိုလိုချင်တာရတွေးလို့တော့မရဘူးဒါပေမဲ့မုတ်စားခြင်းနဲ့ကလေးကတော့မုတ်စားခြင်းနဲ့ဆိုပြီးတော့လည်းမုတ်တော့တောင်းမှရတယ်စောင့်ကြည့်နေလို့တော့တိုက်ပွဲဖြစ်လာတာမဟုတ်ကျွန်တော်ပြောတဲ့သဘောပေါ့မုတ်စားခြင်းနဲ့ကလေးကအဖေသားဘိတ်စားတယ်အဲ့တော့သားကိုမိုးလေးပါကျွေးပါအောင်ဆိုတော့ပေါ့နော်အဲ့လိုပြောမှပဲမိုးသားပေါ့ဒီငါကလေးငါမုတ်ကျွေးဖို့မေ့နေပါလားငါသမီးဒီကလေးတော့မစားသေးဘူးသူကကျွေးမှာပေါ့လေကျွေးတဲ့အခါကျမှဒီကလေးကချောကလက်စားခြင်းလားချိုးခြင်းစားခြင်းလားပေါင်မှုစားခြင်းလားဟုတ်တယ်မလားချက်ကောင်စဲစားခြင်းလားမိုးများစားခြင်းလားအဖေမရသူ့အကြိုက်လိုက်ဖို့ဘူးရောလားရော့မင်းကတော့ငါစားခြင်းတဲ့အတွက်ဒါစားဆိုပြီးတော့လုပ်ပေးနိုင်တဲ့အနေအထားရှိပါတယ်အဲ့ဒါပဲ KIO ဘယ်လိုဘောစားတယ်လဲကျွန်တော်မြင်တာအဲ့ဒီအခုကျွန်တော်ပြောပြီကျွန်တော်ပြောတာအခုရှင်းရှင်းလေးပဲဟုတ်တယ်မလားကျွန်တော်တို့နိုင်ငံတော်ကနေပြီးတော့ဒီတွတ်တော်ကြီးမှာတင်ပြပြီးတော့ဒီဥစ္စာနဲ့ပတ်သက်ပြီးစပြီးတော့ဆွေးနွေးကြမယ်ပြောကြမယ်ဆိုတော့တခြားအဖွဲ့အစည်းလည်းပါလာမှာပဲအရှင်ပြည်နယ်ကဆွေးနွေးတယ်ဆိုတာနဲ့တခြားတွတ်တော်ကိုယ်စားလှယ်ဟာကျွန်တော်ပြည်နယ်မှာလည်းဒီလိုရှိပါတယ်ဆိုတဲ့အနေအထားမျိုးအလိုလိုရင်းနဲ့ပါလာမှာပဲအဲ့ပြတော့မှာကဟဲ့August 20မှာကျင်းပတော့တော့မှာဒီကိစ္စပဲဆွေးနွေးနေတာရေမဟုတ်ရှင်နဲ့အဲ့တွတ်တော်မှာကျွန်တော်တင်ပြဆွေးနွေးသွားမယ် KIO တခုတည်းမဟုတ်ဘူးနော်ကျွန်တော်ပြည်နယ်တွင်းဖြစ်တဲ့နေတဲ့ပုံမူပြီးတော့ကျွန်တော်တို့ကိုယ်စားလှယ်တွေကတင်ပြပြီးတော့ဆောင်ရွက်သွားမယ်အနေထားသူတို့ပြည်နယ်တွင်းမှာဖြစ်တဲ့ဥစ္စာသူတို့ပြည်နယ်ကတင်ပြလဲတွတ်တော်ကလက်ခံပြီးတော့စဉ်းစားကျွန်တော်တို့အခုလုပ်နေတဲ့ဥစ္စာနော်ဒီကချင်ဒီတော့ဥစ္စာကို KIA ကချင်ပေါ့နော် KIO နဲ့ကျွန်တော်လုပ်နေတာဟိုဘက်အဖွဲ့အစည်းကလည်းအဲ့လိုပဲဥမာသွားလုပ်မယ်ဟိုအဖွဲ့အစည်းဘက်ကိုနိုင်ငံသူကစဉ်းစားပေးပါလေခုနတခုတော့ရှိတာဟိုကိုမောပြောလို့ပေါ့သူတို့က UNFC ဆိုတဲ့ဒီအဖွဲ့အစည်းမှာသွားဝင်သားပြီးဖြစ်နေတဲ့အတွက်အကဲကဲပညာတွေတော့သဘောပေါက်ပါတယ်။ဒါပေမဲ့နိုင်ငံတော်အနေနဲ့ကတော့သူ partially တော့ partially သူအပိုင်းလိုက်သူစဉ်းစားသွားမှာဖြစ်ပါတယ်။အဲ့တော့ကျွန်တော်တို့ကနိုင်ငံတော်မှာသူ့ရဲ့မူဝါဒအကောင့်တွေပေါ်တယ်ဆောင်ရွက်တယ်ဆိုတဲ့အနေအထားလေးတွေဟာသူ့ရဲ့နိုင်ငံခြားရေးဝါဒသူ့ရဲ့ဒီမဟာဗျူဟာနည်းဗျူဟာတွေရှိမှာပေါ့။အဲ့ဒါကိုကျွန်တော်တို့ကဒါလိုချင်တဲ့ဒီလိုချင်တဲ့ပုံစံမျိုးလေးတွေနဲ့သွားပြီးတော့ဘေးကျန်နေချက်ဖြစ်တဲ့အနေအထားမျိုးပြီးတော့မတောင်းဆိုတင်ဘူးမပြောဆိုတင်ဘူးပဲဆိုတော့သူကလည်းသူလုပ်ပေးနိုင်တဲ့အနေအထားပဲသူကလုပ်မှာအဲ့တော့သူကခုနကျွန်တော်ပြောလို့ပေါ့ဟိုအိမ်ကဆင်းပြေးသွားတဲ့
သားသမီးတယောက်ကိုပြန်တက်လာမိဘကိုသားသမီးပဲနော်ကိုသားရင်သားမီဘယ်တော့မှဖြစ်ပဲဩဆိုးရတာပြန်လာခဲ့အေကောင်းမွန်နေပြန်ဆိုးမှပဲအဲ့လိုပဲရှိမှာသွားဆိုပြီးတော့ပယ်လဲကန်ဆိုပြီးတော့လုတ်တဲ့အနေထားမျိုးရှိတာဒါမိအဲ့ဒါတော့မိဘစိတ်မရှိတဲ့မေဖေအနေနဲ့လုတ်တဲ့အနေထား 1% 2% တော့ရှိပါလိမ့်မယ်နော်ဒါပေမဲ့မိဘစိတ်တဲ့အပြည့်အဝရှိတဲ့မိခင်ဖခင်တယောက်အနေနဲ့တော့ကိုသားသမီးကိုဘယ်တော့မှလက်လွတ်စပယ်မလုပ်ဘူးဆိုတာတော့ကျွန်တော်လည်းယုံကြည်ပါတယ်အဲ့လိုပဲကျွန်တော်တို့နိုင်ငံတော်အစိုးရအနေနဲ့လည်းဒီတိုင်းသားလူမျိုးစုံတွေဖွဲ့စည်းရတဲ့ဒီကျွန်တော်တို့ဒီအရေးကင်းပါပြီးတော့တို့တာဝန်ရေးသားဖို့အရေးသုံးပါဆိုတဲ့အနေထားနဲ့ဖွင့်ဆိုထားပါတယ်ဒါကြောင့်ပြည့်ခါဘယ်တော့မှမလုပ်ဘူးမလုပ်ဘူးဆိုတာလည်းကျွန်တော်ပြောရဲဘာလို့ဆိုတော့ဒါဒီတို့တာဝန်ရေးသုံးပါဆိုတဲ့ဥစ္စာကိုမိမောင်းထိုးပြပြီးတော့ကျွန်တော်တို့ဖွဲ့စည်းပုံအခြေခံဥပဒေကြီးနဲ့ရေးဆွဲတယ်အဲ့ဒါအတည်ပြုတယ်လက်ရှိတဲ့အကောင့်ထဲပေါ်နေပါတယ်တိုင်းရင်းသားစည်းလုံးညီကိုပြတ်ပြားစေမဲ့လုပ်ငန်းတည်းမှလည်းမလုပ်ခဲ့ပါဘူးအဲ့ဒါကျွန်တော်တို့တက်စင်တာဟုတ်ကဲ့ဘာလို့လဲဆိုတော့ဒီကြတဲ့အဖြစ်မရဘူးလို့ကျွန်တော်ကဒီလိုစတယ်ဘယ်လိုပြောတယ်လဲကျွန်တော်တို့ဖြစ်စစ်နေတာတော့ဒီရှိခံကြမှာဖြစ်နေတယ်ခံကြမှာဖြစ်နေလို့ကျွန်တော်ကအစကတည်းကပြောတာကခိုင်မာတဲ့တတိခောက်ကနေလည်းမရေးဖို့မယ်လို့ပြောတယ်အချက်အလက်တွေကတော့ပြည့်စုံတယ်ဒါပေမဲ့ခိုင်မာတဲ့တတိလို့ပြောဖို့ခက်တယ်လို့ကျွန်တော်ဒီ process ခုလုံးပုံမှန်မြင်တယ်ဆိုတော့ပြောလို့ပဲတက်တည်လည်းမရှိဘူးပြီးတော့ဒီနောက်ဆုံးနံပါတ်၄အစားထိုးတဲ့ကိစ္စကလည်းအသေးစိတ်ပြုစုချက်တွေကတိတ်ကြီးကျေပြန့်လုံးတယ်ဆိုတော့ဒါခိုင်မာတဲ့တက်တည်ဖြစ်မလာနိုင်ဘူးဒါကြောင့်မလို့ဒီကိစ္စကိုစဉ်းစားပါမယ်ဒီကျော် UFS ကိုလည်းအကြောင်းကြားမယ်ကျွန်တော်ဘာဖြစ်လို့လဲဆိုတော့အခုချိန်ကြီးကျွန်တော်က UFS ရဲ့အဖွဲ့ဝင်ဖြစ်နေတော့လည်းပဲဒီအချိန်ဒီခုလုံးကိုကျွန်တော်ရဲ့အကုန်အဝိုင်းတက်နေလို့ဆောင်နေလို့ဖြစ်တယ်အဲ့တော့အခုဒီမှာပြောသလိုပဲကျန်တဲ့အဖွဲ့တွေကိုတိုက်ပွဲလက်ဆိုင်ဖို့ဆိုတဲ့ကိစ္စကဒီမှာတိကျပါမလားဘူးဆိုကျွန်တော်ပြန်ပြင်ရမယ်ကျွန်တော်တို့ရမယ်ကျွန်တော်တို့ကိစ္စတော့မသိဘူးလို့ကျွန်တော်တို့ပြန်ဆွေးနွေးရမယ်တိကျဒါဆိုတဲ့ကိစ္စကျွန်တော်ပြန်စဉ်းစားမယ်အခုကတော့ဒေါ်ဆန်းစုကြည်ရဲ့ပြုစုပေးစာလည်းကျွန်တော်စီရောက်လာပြီမနေ့ကပဲရောက်လာတယ်အဲ့တော့သူလည်းစူးစမ်းမယ်လို့ကျွန်တော်တို့အတိပေးလာတဲ့အခါကျရင်ကျွန်တော်တို့တက်တဲ့ကိစ္စကကျွန်တော်ဒီအကြောင်းတစ်ချက်ပေါ်မှာကျွန်တော်စဉ်းစားပါမယ်အခုဘုံမျိုးရှင်းပြတဲ့ကိစ္စလည်းအလုံးကြီးဆိုပြီးတော့ပုံပုံကြီးပြပြပါမယ်ဟုတ်ကဲ့ပါဒေါ်စုကြည်ကဘယ်လိုကြောင်းကြလဲအခုခွင့်ပေးစာဟုတ်ပေးစာဟဲ့